ဒီကနေ့နိုဝင်ဘာလ10ရက်နေ့ဟာမြန်မာနိုင်ငံရဲ့အပြောင်းလဲကိုဖန်တီးပေးမဲ့အထူးထူးရွေးကောက်ပွဲကြီးကိုကျင်းပပေးမဲ့နေ့ဖြစ်ပါတယ်။ဆန္ဒမဲပေးခွင့်ရှိကြတဲ့မိဘပြည်သူများဟာမိမိနိုင်ငံရဲ့ကံကြမ္မာကိုပြောင်းလဲလုပ်နိုင်ဖို့အတွက်မဲရုံကိုသွားပြီးမဲပေးကြဖို့တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။မဲရုံများဟာနနက်6နာရီကနေညနေ4နာရီအထိဖွင့်လှစ်ထားမှာဖြစ်ပါတယ်။မဲရုံကိုသွားတဲ့အခါမိမိရဲ့နိုင်ငံသားစစ်ဆေးရေးကဒ်ပြားကိုယူဆောင်သွားရမှာဖြစ်ပါတယ်။မဲရုံကိုရောက်တဲ့အခါမှာမဲစင်းရင်စစ်ဆေးသူထံမှမိမိရဲ့နိုင်ငံသားစစ်ဆေးရေးကဒ်ပြားကိုပြသပြီးမဲစင်းရင်စာရွက်မှာမိမိလာရောက်မဲပေးကြောင်းလက်မှတ်ထိုးရမှာဖြစ်ပါတယ်။လက်မှတ်ထိုးပြီးတဲ့အခါဆန္ဒမဲလက်မှတ်ထုတ်ပေးသူထံမှမဲလက်မှတ်ကိုထုတ်ယူရမှာဖြစ်ပါတယ်။မဲလက်မှတ်ရဲ့အောက်ခြေမှာမဲရုံမှုရဲ့လက်မှတ်ပါမပါစစ်ဆေးရမှာဖြစ်ပါတယ်။မဲလက်မှတ်ထုတ်ယူပြီးတဲ့အခါမှာလျှို့ဝှက်မဲပေးခန်းကိုသွားပြီးမိမိကြိုက်နှစ်သက်တဲ့ကိုယ်စားလှယ်လောင်းရဲ့အညီဘေးကအကွက်ထဲမှာအမှန်ချစ်အမှတ်သားပါရှိတဲ့တစိမ့်တုံးကိုရိုက်နှိပ်ရမှာဖြစ်ပါတယ်။တစိမ့်တုံးနှိပ်ပြီးဆန္ဒပြုထားတဲ့မဲလက်မှတ်ကိုခောက်ပြီးသက်ဆိုင်ရာလွှတ်တော်မဲပုံထဲကိုမိမိကိုယ်တိုင်ထည့်ရမှာဖြစ်ပါတယ်။ပြည်သူ့လွှတ်တော်အတွက်တစ်ကြိမ်အမျိုးသားလွှတ်တော်အတွက်တစ်ကြိမ်တိုင်းဒေသကြီးဒါမှမဟုတ်ပြည်နယ်လွှတ်တော်အတွက်တစ်ကြိမ်စုစုပေါင်း3ကြိမ်မဲပေးရမှာဖြစ်ပါတယ်။အကယ်၍မိမိဟာမိမိနေထိုင်ရာပြည်နယ်ဒါမှမဟုတ်တိုင်းဒေသကြီးမှာလူနည်းစုအဖြစ်အကျုံးဝင်ပြီးမဲပေးခွင့်ရှိရင်မိမိရဲ့တိုင်းရင်းသားရေးရာကိုယ်စားလှယ်အတွက်တမဲထပ်မံပေးရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ2015ခုနှစ်ဇွန်လများအတွင်းမုတ်တုံမိုးတိထန်စွာရွာသွန်းမှုများကြောင့်တိုင်းဒေသကြီးနဲ့ပြည်내အချို့မှာရေကြီးရေရှမ်းမှုများမြေပြိုမှုများစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပွားခဲ့ပြီးအချို့သောမဲဆန္ဒရှင်ပြည်သူများရဲ့ပစ္စည်းဥစ္စာများဆုံးရှုံးခြင်းနိုင်ငံသားစစ်ဆေးရေးကဒ်ပြားများအိမ်အောင်စုစီရင်များပျက်စီးပျောက်ဆုံးမှုတွေရှိခဲ့ပါတယ်။ဒါကြောင့်ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာအသက်18နှစ်ပြည့်ပြီးရွေးကောက်ပွဲဥပဒေပါပြဋ္ဌာန်းချက်များနဲ့မဆန့်ကျင်တဲ့နိုင်ငံသားနိုင်ငံသားနဲ့နိုင်ငံသားပြုခွင့်ရသူတိုင်းအနေနဲ့နိုင်ငံသားစစ်ဆေးရေးကဒ်ပြားများအိမ်အောင်စုစီရင်များပျောက်ဆုံးသွားပြီမဲ့ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေဖို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှစီစဉ်ဆောင်ရွက်ထားပါတယ်။မဲဆန္ဒရှင်များအနေနဲ့ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်နဲ့မဲရုံကိုလာရောက်မဲပေးရမှာလွယ်ကူစေရန်အတွက်မဲဆန္ဒရှင်သက်သေခံလက်မှတ်များကိုမဲဆန္ဒရှင်များထံသို့ရုပ်ကပွဲနေ့ရက်မတိုင်မီတပတ်ခန့်အလိုမှာထုတ်ပေးဖို့စီစဉ်ဆောင်ရွက်ထားပါတယ်။မဲဆန္ဒရှင်များအနေနဲ့လည်းမှတ်ပုံတင်ကဒ်ပြားများအိမ်နောက်သူစည်းများပျက်စီးသွားပေမဲ့သက်ဆိုင်ရာရက်ွက်ဒါမှမဟုတ်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများထံမှ14ရက်တွင်သက်ဆိုင်ရာပုံစံများကိုဖြည့်သွင်းပြီးမဲဆန္ဒရှင်သက်သေခံလက်မှတ်များကိုထုတ်ယူပြီးဆန္ဒမဲပေးနိုင်ကြမှာဖြစ်ပါတယ်။ဒါကြောင့်မဲဆန္ဒရှင်ပြည်သူများအနေနဲ့မိမိတို့ရဲ့အခွင့်အရေးမဆုံးရှုံးရလေအောင်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။နိုင်ငံသားတာဝန်ကျေပြွန်မှုဟာမဲပေးရုံနဲ့မပြီးပါဘူး။တင်ပါဝင်ပြည်သူတွေဆန္ဒပြုလိုက်တဲ့မဲဟာမှန်မှန်ကန်ကန်ရည်တွက်ခံရရဲ့လားဆိုတာသိကြစွာစောင့်ကြည့်ဖို့လိုပါတယ်။မဲဆန္ဒရှင်တိုင်းဟာဆန္ဒမဲရည်တွက်မှုကိုစောင့်ကြည့်ဖို့တရားဝင်အခွင့်အရေးရှိပါတယ်။ဒါကြောင့်မိမိရဲ့ဆန္ဒမဲကိုမဆုံးရှုံးရလေအောင်မဲရည်တွက်တဲ့အခါမှာစောင့်ကြည့်ပါဝင်ပြီးနိုင်ငံသားတာဝန်ကိုကျေပြွန်စွာထမ်းဆောင်ကြပါလို့တိုက်တွန်းလိုက်ရပါတယ်။လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့နိုင်ငံတော်သစ်စီအရောက်လန်းနိုင်ဖို့ကိုတင်ကိုယ်တိုင်ဖန်တီးယူရမှာဖြစ်ပါတယ်။ဒီလိုအခြေအနေကောင်းတစ်ခုမှာတစ်လက်ထဲကမဲတပြားကအရန်ကိုတန်မှုရှိပါတယ်။မဲတပြားနဲ့အနာဂတ်နိုင်ငံတော်သစ်ကိုတက်လှမ်းနိုင်ပါစေလို့ဆုမွန်ကောင်းပို့တာရင်နဲ့နှုတ်ဆက်လိုက်ပါရရှင်။ကျေးဇူးတင်ပါတယ်။တင်လိုချင်သောပြောင်းလဲကိုတစ်တမဲဖြစ်စပြုပါ